Lucky Diamond မြန်မာရဲ့မူလပထမရွှေပေါင်းသားစိတ်တိုက်ကြီးပြန်လည်ဖွင့်လှစ်ခြင်းအချိန်မှနေတဲ့ Chairman ဦးကျော်နဲ့ MD မမေစင်တို့ရဲ့ပေါ့နော်စိတ်သားဟင်းနဲ့ဟိုငဖယ်ဟင်းပေါ့နော်လူမျိုးမရွေးဘာသာမရွေးရုပ်လက်မရွေးစားနိုင်အောင်လို့ပေါ့နော်လူ1500စာလူရန်နေမှုပုံရိပ်လေးပဲဖြစ်ပါတယ်ဟုတ်Lucky Diamond မြန်မာရဲ့မူလပထမရွှေပေါင်းသားလက်စိတ်တိုက်ကြီးလို့လူသိများတဲ့ရွှေပေါင်းသားလက်ရှိုးလုံးကြီးကိုဒီနေ့မနက်ပိုင်းမှာပြန်လည်ဖွင့်လှစ်လိုက်ပါပြီရှင်ပြန်လည်ဖွင့်လှစ်ခြင်းနဲ့အတူ Summer Special Promotion ကြီးကလည်းစိတ်ချသူတို့အတွက်အစင်သစ်ဆောင်ရွက်နေပါတယ်ရှင်။နောက်ဆုံးပေါ်ဒီဇိုင်းလက်ရာဆန်းတွေကိုပစ္စည်းတစ်မျိုးဝယ်ယူပါက30%ထူးလျှော့စေပစ္စည်း2မျိုးဝယ်ယူပါက35%ထူးလျှော့စေပစ္စည်း3မျိုးနဲ့3မျိုးထပ်ဝယ်ယူပါက40%ထူးလျှော့စေပြီးထပ်စားခွင့်ပေးမဲ့အပြင်10သိန်းမို့ဝယ်ယူလိုက်ကကချိုးခွင့်ကူပွန်တစ်စောင်းရရှိနိုင်မဲ့အခွင့်အရေးကြီးရာသက်တန်အလဲစီတို့အယောင်စီတို့အခွင့်အရေးကြီးချက်ချင်းဝယ်ချက်ချင်းပေါက်7,900ငွေသားကန်ဆယ်မင်းများစွာအပါအဝင်တမိုးကြီးအိမ်သုံးရက်စစ်ပစ္စည်းများကန်ထူးခွင့်များစွာနဲ့အတူရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်။တမိုးကြီးကားပိုင်ဆိုင်ခွင့်ကြီးကလည်းမကြခင်မှာမဲနဲ့ရေးဆွဲသွားမှာဖြစ်တဲ့အတွက်ကြောင့်စိတ်ချစ်သူတို့ကိုယ်တိုင်လည်းကန်ထူးရှင်ကြီးဖြစ်မဲ့အခွင့်အရေးကြီးနဲ့လွဲသွားရတဲ့သူမဖြစ်ရလေအောင်ရွှေပေါင်းသားရှိုးလုံးကြီးပြန်လည်ဖွင့်လှစ်ခြင်းနဲ့အတူဦးဖြစ်ဖြာဒီဇိုင်းလက်ရာဆန်းတွေကိုတနေရာထဲမှာပဲစုံစုံလင်းလင်းနဲ့ကိုယ်တိုင်စိတ်တိုင်းကြရွေးချယ်ဝယ်ယူရနိုင်စေဖို့အမှန်34မြင်းဆောင်40ရွှေပေါင်းသားလမ်းအောက်တလားအေယာဝတီဗန်ဘီကက်ရဲ့ဗဘေးတဲ့မြို့နယ်ကရွှေပေါင်းသားလက်ရှိုးလုံးကြီးစီကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်Lucky Diamond